ကောင်လေးကနှိုးဆက်နာရီကိုမတော်တဆဆောက်ထိုးထားမိပြီးနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားပါတယ်။တကောင်ရံအချိန်မှာသူရုတ်တရက်နိုးလာပြီးနာရီကိုကြည့်လိုက်တော့20နာရီ10မိနစ်ဖြစ်နေတာကိုမြင်ပြီးကြောင်းနောက်ကျပြီလို့ထင်မှတ်သွားပါတယ်။သူဟာအဝတ်စားတွေကိုအလောတကြီးဝတ်ကျောင်းလွယ်အိတ်ကိုဆွဲပြီးအပြင်ကိုပြေးထွက်လာရာကနေအဖေနဲ့တိုက်မိပါတော့တယ်။အိတ်ချင်မှုတူဖြစ်နေတဲ့အဖေကလည်းတားဖြစ်သူနဲ့တူအလူရဲ့မျက်နှာတစ်ပါတယ်။သူတို့စုညံနေတဲ့အတန်ကြောင့်အမေနိုးလာပြီးဘာမှမပြောနိုင်တဲ့မျက်နှာပေးနဲ့လိုက်ကာကိုဖွင့်ပြလိုက်တဲ့အခါအပြင်မှာမှောက်မဲနေတော့မဲရှိပါသေးတယ်။အမေကနှိုးဆက်နာရီကိုပြန်လှည့်လိုက်ပြီးသူတို့ကိုတေးသေးချာချာစူဖို့ပြင်ပေမဲ့ပြန်ကြည့်လိုက်တဲ့အခါသူတို့နှစ်ယောက်လုံးပြန်အိပ်ပျော်သွားကြပါပြီ။နောက်ဆုံးမှာတော့ကောင်လေးဟာတကယ်ပဲကြောင်းနောက်ကျသွားပါတယ်။အတန်းကောင်းဆောင်လီလီကကြောင်းနောက်ကျကြောင်းအေးဆက်ဆက်နဲ့မှတ်တမ်းတင်လိုက်ပါတယ်။သူကစိတ်တူတူနဲ့လွယ်အိတ်ကိုပြစ်ချလိုက်ပေမဲ့လီလီကတော့နောက်ကျစရင်နဲ့ထဲမြဲထဲနေတာကြောင့်ကောင်လေးကမကြေမနက်ဖြစ်နေပါတယ်။လီလီကဆက်ပြီးအင်ဂျီမှာချောကလက်ပင်နေလို့အမှတ်လျှော့မယ်။စာမဖတ်ပဲငါ့ကိုစိုက်ကြည့်နေလို့အမှတ်ထက်လျှော့မယ်ဆိုပြီးပြောပါသေးတယ်။လီလီကိုမကြေနပ်တာနဲ့ကောင်လေးကသူ့ကိုမိစ္ဆာရုပ်ပုံစံဆွဲလိုက်ပေမဲ့လီလီကစိုက်ကြည့်နေပြီးငါပုံဆွဲလို့အမှတ်ထက်လျှော့မယ်လို့ဆိုပါတယ်။ကောင်လေးကမျက်ရည်တွေနဲ့ကန့်ကွက်ပေမဲ့လီလီကတော့ငါအတန်းကောင်းဆောင်ဖြစ်နေတဲ့၍နေငါစကားနားထောင်ရမယ်လို့အေးဆက်ဆက်ပဲပြန်ပြောခဲ့ပါတယ်။နောက်နေ့မှာတော့အိမ်မှာရှိတဲ့နှိုးဆက်နာရီပေါင်းဒါဇင်နဲ့ချီပြီးတပြိုင်နက်မြည်လာပါတယ်။အဲ့ဒီနာရီတွေကိုလိုက်ပိတ်ဖို့နာရီဝက်လောက်အချိန်ပေးလိုက်ရပါတယ်။သူကြောင်းမနောက်ကျခြင်းလို့နှိုးဆက်တွေအများကြီးပေးထားတာလို့ကောင်လေးကပြောပါတယ်။နောက်ဆုံးမှာတော့ကြောင်းတက်ခေါင်းလောင်းမမြည်ခင်လေးမှတင်သူ့အတန်းထဲကိုပြေးဝင်နိုင်ခဲ့လို့အတန်းဖော်တွေအံ့ဩကုန်ကြပါတယ်။တတိယမြောက်နေ့မနက်မှာတော့ဖေကအိယာထဲမှာလူးလိမ့်နေရင်အိယာဘိုးကကြက်တောင်တွေကြောင့်နိုးလာပါတယ်။အိယာတစ်ခုလုံးကြက်တောင်တွေဖြစ်နေတာကိုမြင်တော့မိဘနှစ်ယောက်လုံးမှင်သက်သွားပါတယ်။အဲ့ဒီနောက်မှပဲဆောင်းကိုလှန်ကြည့်လိုက်တော့ကောင်လေးကိုတွေးလိုက်ရတယ်။ကောင်လေးကမိဘတွေကိုနှိုးဖို့အတွက်အိယာဘိုးမှာကြက်တောင်တွေလိုက်ဖြန့်ထားတာပါ။အဲ့ဒီအချိန်မှာလီလီကနာရီနဲ့တိုက်ပြီးနောက်ကျတဲ့သူတွေကိုစစ်ဆေးနေရင်ကောင်လေးကိုမတွေ့တာကြောင့်ကျေနပ်နေပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှတင်သူတိုက်မိပြီးလဲကျသွားပါတယ်။လှည့်ကြည့်လိုက်တော့ကောင်လေးဖြစ်နေတာပါ။ကံကောင်းတာကဒီတစ်ခါတော့သူကြောင်းမနောက်ကျပါဘူး။ဒါပေမဲ့နိုင်ငံတော်အလံလေးပြုပွဲမှာတော့သူနောက်ကျပြန်ပါတယ်။ဆရာကသူ့ကိုအနောက်ဆုံးမှတွားရက်ခိုင်းပါတယ်။အဲ့ဒီအချိန်မှာသူအံ့ဩဝမ်းသာဖြစ်သွားရတာကအတန်းကောင်းဆောင်လီလီလည်းနောက်ကျနေတာကိုမြင်လိုက်ရလို့ပါ။လီလီကအလံကင်တဲ့သူဖြစ်နေတာမို့လူတိုင်းကသူ့ကိုအထင်ကြီးလေးစားနေကြပါတယ်။ကောင်လေးကလည်းသူ့လိုမျိုးဖြစ်ချင်စိတ်ပေါက်သွားပါတယ်။အဲ့ဒီအချိန်ကစပြီးသူဘယ်တော့မှကြောင်းမနောက်ကျဖို့ဆုံးဖြတ်လိုက်ပါတယ်။စောစောနိုးဖို့နီလန်းတွေပါတဲ့စာအုပ်တွေအများကြီးဖတ်ပြီးနေရန်တစ်ခုလုံးမှာလည်းတတိပေးစာတိုးလေးတွေကတ်ထားပါတယ်။အမေကောင်းပုံမှာတော့တစ်ခုသွားကတ်ထားပါသေးတယ်။နောက်နေ့မနက်မှာတော့မိဘနှစ်ယောက်ဟာတားဖြစ်သူကသူတို့ကိုလာမနိုးတာကြောင့်အံ့ဩနေကြပါတယ်။ကျောင်းသွားပြီးထင်လို့ဧခန်းထဲဝင်လိုက်တဲ့အခါမှာတော့သူတို့အယမ်းလန့်သွားပါတယ်။ကောင်လေးကဒီနေ့စောစောနိုးဖို့အတွက်သူ့ကောင်းကိုမိအိမ်ကျိုးနဲ့ချိတ်ထားတာကိုအဲ့ဒီအချိန်မှာလီလီကကောင်လေးနောက်ကျကြောင်းအေးစစ်စစ်ရေးဖို့ပြင်ပေမဲ့သူ့ဘောပင်ကမှင်ကုန်သွားပါတယ်။ရုတ်တရက်တယောက်ကဘောပင်တစ်ချောင်းကမ်းပေးလာပါတယ်။လီလီလှည့်ကြည့်လိုက်တော့ကောင်လေးဖြစ်နေတာကြောင့်တရေမြင်လိုက်ရတယ်လို့မျိုးအံ့အားသင့်သွားပါတော့တယ်